အဲ့ဒီအကုသိုလ်ကံကြောင့်ပဲငရဲကိုနောက်တစ်ခေါက်ကြာရောက်သွားပြန်ပါတယ်ငရဲကလွတ်လာတဲ့အခါမှာတော့တာဝတိပြည်ရှိပုံနာတစ်ယောက်ရဲ့သားအဖြစ်ပြန်လည်မွေးဖွားလာခဲ့ပါတယ်သူကိုဗသမိတိဂုတ်တမှုသူအမိတွင်ခဲ့ကြပါတယ်သမီးတိဂုတ်တသတို့သားဟာအရွယ်ရောက်လာခဲ့ပြီးပညာသင်ယူကသဘောတရားများကိုလေ့လာခဲ့ပါသည်ဒီနေ့မှာတော့မြတ်စွာဘုရားတော်တရားတော်ကိုနာကြားရင်းသူ့ရဲ့စိတ်နှလုံးမှာယုံကြည်ခြင်းပွင့်လင်းလာခဲ့သည်ထို့သောယုံကြည်စိတ်ဖြင့်သမီးတိဂုတ်တဟာယဟန်ဘဝကိုဝင်ရောက်ကယဟန်ပြုလိုက်ပါသည်ယဟန်ဘဝတွင်တီလကိုစောင့်ထိန်ကကိုယ့်ကိုယ်ကိုဖြူစင်တန့်ရှင်းအောင်နေထိုင်ခဲ့ပါသည်သို့သောအတိတ်ဘဝများတွင်ပြုခဲ့သောဝစီအကုသိုလ်ကံများကြောင့်ခန္ဓာကိုယ်၏လူနာယောဂဆွဲကပ်လာရပြန်ပါသည်ဒီနေ့မှာတော့အရှင်သာရိပုတ္တရာမထေရမြတ်သည်လူနာများကိုမေးမြန်းရန်ကျောင်းစဉ်လှည့်လည်တော်မူပါသည်